င်္ဂလာပါရှင်တိုက်ပွဲတွေရပ်တန့်နေတဲ့စကိုင်းတိုင်းမှာအရက်သားတွေရှိရာနေရာတွေကိုစစ်တပ်ကတိုက်ခိုက်လာနေတာနဲ့ပတ်သက်လို့လက်ရှိအခြေအနေကြီးတာအဲ့ဘက်မှာစီးရေးအခြေအနေကငြိမ်နေတယ်လို့ပြောလို့ရတယ်ဗျာ။ရက်သားတွေပုံပေါ်ရဲ့တက္ကသိုလ်ကြီးတိုက်ခိုက်တဲ့ဒီကားလို့နောက်တစ်ခုတည်းရှိဒီမှာရှိတဲ့သူတို့စစ်တဲ့တင်းပေးစီတင်းပေးမှလက်ရှိကောင်းဖြစ်တယ်ဒီအကြောင်းနဲ့တူအင်ချမ်းမြေအယောင်းဝယ်ခုနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်အကြောင်းသတင်းကိုလည်းနားဆင်ရမှာပါ။တခါကန်နာဒါနိုင်ငံထုတ်ကုန်ပစ္စည်းအများအပြားအပေါ်အမေရိကန်ကအခွန်90%သတ်မှတ်လိုက်တဲ့အကြောင်းပါဝင်နောက်ဆုံးရကမ္ဘာသတင်းမြမသတင်းတွေတင်ဆက်ပေးမှာပါရှင်။အမေရိကန်နဲ့ကန်နာဒါအကြားဆွေးနွေးပြောဆိုနေမှုတွေပြက်ပြားသွားခဲ့ရပြီးမှကန်နာဒါနိုင်ငံထုတ်ကုန်ပစ္စည်းအများအပြားအပေါ်အမေရိကန်ကအခွန်90%သတ်မှတ်ကြောင်းထုတ်ဖော်ကြေညာလိုက်ပါတယ်။ဒီကြေညာချက်ဟာအမေရိကန်နဲ့ကန်နာဒါအကြားဒေါ်လာဘီလီယံ20တန်ကုန်သွယ်ရေးပေါ်သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ကန်နာဒါဘက်ကလည်းဒန်းတူအခွန်နှုန်းသတ်မှတ်မယ်လို့ကန်နာဒါဝန်ကြီးချုပ်မာ့ကာနီကထုတ်ဖော်ပြောပါတယ်။နောက်ဆုံးအချိန်နာကြမှာကပ်ပြီးအမေရိကန်ဘက်ကမမျှတာတဲ့ပြောင်းလဲမှုတွေလုပ်ဖို့အဆိုပြုခဲ့တာကြောင့်ဆွေးနွေးမှုကိုသူဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့မစ္စတာကာနီကပြောပါတယ်။အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျေမီဆန်ဂရီယာကတော့ကန်နာဒါအစိုးရဘက်ကတောင်းဆိုမှုသစ်တွေလုပ်ခဲ့သလိုတခြားဂရိခံဝင်ချက်တွေကိုပြန်ရုပ်သိမ်းခဲ့တာကြောင့်ဆွေးနွေးမှုပြက်ပြားခဲ့တာဖြစ်တယ်လို့ပြောပါတယ်ရှင်။ယူကရိန်းနိုင်ငံနဲ့ကီလိုမီတာ1000ကျော်ဝေးတဲ့နေရာမှာရှိတဲ့ရုရှားရဲ့အကြီးဆုံးရေနံချက်စက်ရုံကြီးတစ်ခုကိုထိမှန်အောင်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ယူကရိန်းစစ်တပ်ကပြောပါတယ်။အဲ့ဒီစက်ရုံဟာဗော်လ်ဂါမြစ်ပေါ်မှာရှိတဲ့ဆာမာရာမြို့နားမှာရှိပြီးအဲ့ဒီစက်ရုံရဲ့ထုတ်ကုန်တွေကိုယူကရိန်းစစ်ပွဲမှာရုရှားကအကြီးအကျယ်အသုံးပြုနေတယ်လို့ဆိုပါတယ်။အနားမှာရှိတဲ့ Ozon အုပ်စုပိုင်း online လက်လီလုပ်ငန်းသိုးလောင်ယုံတစ်ခုလည်းထိမှန်ခဲ့ပြီးမီးဆွဲလောင်ခဲ့တဲ့အတွက်အလုပ်သမား900လောက်ဘေးကင်းရာထွက်ပြေးခဲ့ကြရပါတယ်။အဲ့ဒီနေရာမှာမီးခိုးလုံးကြီးတွေကောင်းကင်ရန်စီလွင့်တက်လာနေတာကိုဗီဒီယိုတွေထဲမှာတွေ့ရပါတယ်ရှင်။အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်ကမ္ဘာကုန်တင်သင်္ဘောသွားလာမှုတွေထိခိုက်နေချိန်မှာတောင်ကိုရီးယားကသူတို့ရဲ့ပထမဆုံးကုန်တင်သင်္ဘောတစ်စင်းကိုအစမ်းသဘောအနေနဲ့အာတိတ်သမုဒ္ဒရာကိုဖြတ်သွားတဲ့လမ်းကြောင်းကနေဥရောပစီစေလွှတ်လိုက်ပါတယ်။အဲ့ဒီလမ်းကြောင်းသစ်ဟာခီးအကွာဝေး9000လောက်နဲ့သင်္ဘောခုတ်မောင်းချိန်10ရက်လောက်တက်တာမှာဖြစ်ပါတယ်။ဒါအပြင်ကုန်တင်သင်္ဘောတွေကိုအီရန်ထောက်ခံအားပေးတဲ့ယမန်ဟူသီတပုံတွေပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ပင်လယ်နီကနေလဲဖြတ်เสียလို့တော့မှမဟုတ်ပါဘူး။အဲ့ဒီလမ်းကြောင်းတစ်ကနေကုန်တင်သင်္ဘောတွေစမ်းသပ်ဖြတ်ခဲ့ကြတဲ့သင်္ဘောကုမ္ပဏီအနေပါတဲ့မှာတရုတ်နဲ့ရုရှားနိုင်ငံတွေကသင်္ဘောကုမ္ပဏီတွေလည်းအပါအဝင်ဖြစ်ပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်ထိန်းသိမ်းဆောက်ရှောက်ရေးအုပ်စုတွေကတော့အဲ့ဒီလမ်းကြောင်းသစ်မှာသင်္ဘောအသွားလာတွေပိုများလာခြင်းအဖြစ်မြောက်ဝင်ရိုးစွန်းရေခဲအရေးပျော်မှုကိုပိုတိုးလာစေနိုင်တယ်လို့သတိပေးထားပါတယ်ရှင်။ဂျပန်အစိုးရရဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့အစီအစဉ်တွေနဲ့ပတ်သက်လို့မြောက်ကိုရီးယားကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်။ဂျပန်အစိုးရရဲ့ဆိုးဝါးတဲ့ဒီရည်ရွယ်ချက်ဟာဂျပန်ကိုစစ်နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲခြင်းလို့ဖြစ်တယ်ဆိုပြီးမြောက်ကိုရီးယားအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကကာကွယ်ရေးအသုံးစရိတ်ကိုစံချိန်တင်ရလောက်အောင်56ဘီလီယံဒေါ်လာထိတိုးမြှင့်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။မြောက်ကိုရီးယားအစိုးရကပြင်းထန်တဲ့ဂျပန်စန့်ကျင်ရေးကြေညာချက်တွေကိုဇွန်လကတည်းကဇက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။ဂျပန်အစိုးရကသူ့ရဲ့စစ်ပြီးကာလငြိမ်းချမ်းရေးမူဝါဒတွေကနေခွဲထွက်လာနေပြီးစစ်ရေးအသုံးစရိတ်တိုးမြှင့်တာကာကွယ်ရေးမဟာမိတ်တွေတိစောက်တာနိုင်ငံအပြင်ဘက်ခြမ်းကျွန်းစုတွေစီဒုံးကျည်ပစ်လွှတ်စင်တွေဖြန့်ကျက်ချထားတာတွေလုပ်လာနေပါတယ်ရှင်။တရုတ်စမတ်ဖုန်းကုမ္ပဏီ Honor ကသူတို့ထုတ်လုပ်တဲ့ robot စက်ရုပ်ဟာလွန်ခဲ့တဲ့18နှစ်ကမီတာ100အပြေးပြိုင်ပွဲမှာအပြေးသမားချန်ပီယံယူစိန်ဘို့ချိုးထားတဲ့ကမ္ဘာစံချိန်ကိုချိုးလိုက်နိုင်တယ်လို့ပြောပါတယ်။အဲ့ဒီ robot ဟာမီတာ100ကို9.9 စက္ကန့်နဲ့ပြေးနိုင်ခဲ့ပြီးယူစိန်ဘို့ရဲ့9.58 စက္ကန့်စံချိန်ကိုချိုးလိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဘေကျင်းမြို့မှာကျင်းပတဲ့ဒုတိယအကြိမ်မြောက်ကမ္ဘာ robot စက်ရုပ်ဂိမ်းပွဲတော်မှာအခုလိုစံချိန်ချိုးခဲ့တာဖြစ်ပြီးနိုင်ငံပေါင်း16နိုင်ငံက robot 2000ကျော်ပါဝင်ရှင်ပြိုင်ခဲ့တယ်လို့သိရပါတယ်။လက်ဝှေ့နဲ့ဘောလုံးလိုပြိုင်ပွဲတွေလည်းနောက်ထပ်ကျင်းပဖို့ရှိပါတယ်။ဒါ့အပြင်ရှော့ပီးသားအဝတ်တွေခောက်သိမ်းတာမျိုးလိုအိမ်မှုကိစ္စနဲ့လုပ်ငန်းခွင်အလုပ်ကိစ္စလုပ်ကင်မှုပြိုင်ပွဲတွေလည်းရှိတယ်လို့သိရပါတယ်ရှင်။ကမ္ဘောဒီးယားနိုင်ငံမှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့တဲ့ဆိုတော့နိုင်ငံသား150ကျော်ကိုရဲတွေကဖမ်းဆီးလိုက်ပါတယ်။နေရာ2နေရာကိုစီးနင်းရှာဖွေခဲ့အပြီး
ဖမ်းဆီးခဲ့သူတွေထဲမှာတရုတ်လူမျိုး80ပါတယ်လို့ဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံမှာကြဲကြဲပြန့်ပြန့်ထွန်းကားနေတဲ့ online ငွေလိမ်လုပ်ငန်းကြီးကိုနှိမ်နင်းဖို့နိုင်ငံတကာရဲ့ဖိအားပေးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးမှပဲ online ငွေလိမ်လုပ်ငန်းကွန်ရက်ကိုဖြိုခွင်းဖို့ကမ္ဘောဒီးယားအစိုးရကစီးနင်းရှာဖွေဖမ်းဆီးမှုတွေဇက်တိုက်လုပ်လာတာဖြစ်ပါတယ်ဒါပေမဲ့လည်း online ငွေလိမ်စခန်းတွေကိုစီးနင်းရှာဖွေဖမ်းဆီးနေပေမဲ့အဓိကကျတဲ့စခန်းနေရာကြီးတွေကိုမဖြိုခွင်းနိုင်သေးဘူးလို့ online ငွေလိမ်မှုတိုက်ဖျက်ရေးတောင်းဆိုလှုပ်ရှားနေတဲ့အုပ်စုတွေကပြောပါတယ်ရှင်တော်တော်ရှင်များရှင်စကိုင်းတိုင်းမြောင်မြို့နယ်အတွင်းကကျေးရွာ2ရွာကိုဒီရက်ပိုင်းစစ်တပ်ကလေကြောင်းပုံကျဲလို့လူဒရာစင်ထက်မင်းသေဆုံးရတယ်လို့ရခိုင်ပြည်နယ်မှာလည်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့စုလိုက်ပြုံလိုက်သေဆုံးမှုတွေရှိနေပါတယ်အခုဩဂုတ်လအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်မှာသေဆုံးသူပေါင်း80နီးပါးအထိရှိခဲ့တာပါကိုသူရကအခုလိုသတင်းပေးပို့ထားပါတယ်မနေ့ဩဂုတ်21ရက်နေ့ဝါရင်ဥပုပ်နေ့မှာမြောင်မြို့နယ်ဆွဲလဲအိုကြီးရွာကိုစစ်တပ်ကလေကြောင်းပုံကျဲလို့ကြီးရွာဖုန်ကြီးကျောင်းမှာတရားစကန်ဝင်နေတဲ့14ဦးသေဆုံးခဲ့တယ်လို့မြောင်ဒေသခံကူညီကေစရေးသမားတို့က BBC ကိုမနေ့ကဖြေကြားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်တပ်ကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ဆွဲလဲအိုကြီးရွာကိုဆက်သွယ်ပြီးထပ်မံအတည်ပြုဖို့ကြိုးစားခဲ့ပေမဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရလို့ဆက်သွယ်ရဖို့ခက်ခဲနေပါတယ်။ဩဂုတ်လ19ရက်နေ့ကလည်းမြောင်မြို့နယ်လှေတင်ဦးကျေးရွာကစတာလင်အင်တာနက်ဆိုင်ဖွင့်ထားတဲ့နေအိမ်ကိုလေကြောင်းပုံကျဲခဲ့တာကြောင့်အိမ်ပိုင်ရှင်ပါဝင်2ဦးသေဆုံးပြီး19ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စကိုင်းတိုင်းနယ်တည်ငြိမ်နေတဲ့အခြေအနေဖြစ်နေပေမဲ့စစ်တပ်ကရသားပြစ်မှတ်တွေကိုဥတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတာဘာကြောင့်ပါလဲ။ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောခွင့်ရကိုမာယာကလက်ရှိအခြေအနေကြီးကအဲ့ဘက်မှာစီးရေးအခြေအနေကငြိမ်နေသေးတယ်လို့ပြောလို့ရတယ်ဗျာ။ရသားပြစ်မှုတွေတက်ကန်ထားပြီးတိုက်ခိုက်တဲ့ညီထားလို့နောက်တစ်ခုတည်းရှိဒီမှာရှိတဲ့သူတို့စစ်တဲ့သတင်းပေးမှလည်းဖြစ်ကောင်းဖြစ်တယ်။ရသားတွေကိုပဲသူစက်ရထားပြီးတိုက်ခိုက်နေရဆိုတော့သူတို့ရွေးကြီးထုတ်တာဖြစ်ဖို့များနေ။စကိုင်းတိုင်းကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစစ်တပ်ကဝင်ရောက်ဖို့ကြိုးစားလာတဲ့အခြေအနေဖြစ်လာနေပြီလား။ဒီကြောင့် CDM ဗိုလ်ကြီးစေအောင်ကအခုလိုပြောပါတယ်။စစ်ကောင်စီရဲ့လေကြောင်းပြစ်မှတ်တွေကမြေပြင်စစ်ကြောင်းတွေဝင်ရောက်လာဖို့အတွက်လမ်းကြောင်းရှင်းတဲ့အနေအထားမျိုးပေါ့နော်။ရခိုင်နဲ့ချင်းတောင်မှာတော့ဒါမျိုးမလုပ်နိုင်ဘူး။ဒါပေမဲ့အခုဒါကြောင့်ကျွန်တော်တို့ဒီပင်လယ်ဘူးတို့မြောင်တို့ပေါ့နော်ဒီနယ်မြေတွေကအကြမ်းဖက်တဲ့စစ်ကြောင်းတွေဝင်ရောက်လာနိုင်ခြင်းများတယ်လို့ကျွန်တော်တို့တော့သုံးသပ်တယ်။ဒါအပြင်စစ်တပ်ကထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ရခိုင်ပြည်နယ်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုအခုလအတွင်းအင်တိုက်အားတိုက်ပြုလုပ်နေတာတွေ့ရပါတယ်။တန်သွေးနဲ့ခွားမြို့နယ်တွေမှာလူအစုလိုက်ပြုံလိုက်သေဆုံးမှုတွေရှိနေပါတယ်။ရှမ်းမြောက်ဒေသကကုတ်ခိုင်မြို့နယ်အတွင်းမှာရှိတဲ့ရှမ်းပြည်တပ်မတော် SSPP SSA ရဲ့စစ်ရေးလေ့ကျင့်ရေးကွင်းကိုလည်းဩဂုတ်လ14ရက်နေ့ကလေကြောင်းပုံကျဲခဲ့လို့နေပြည်တော်ကိုငြိမ်းချမ်းရေးဆွေးနွေးဖို့လာမဲ့ကုကန့်တက် MNDAA ကသူတို့ခီးစဉ်ကိုယာယီရနာလိုက်တဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။ BBC ကစုဆောင်းရရှိထားတဲ့စာရင်းတွေအရအခုဩဂုတ်လ1ရက်နေ့ကနေ22ရက်နေ့အထိစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း30ကျော်ရှိခဲ့ပြီးဒီတိုက်ခိုက်မှုတွေအတွင်းရခိုင်နဲ့စကိုင်းဒေသတွေမှာလူ10ဦးအထက်အစုလိုက်ပြုံလိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ရပ်ပေါင်း22ရက်ကြာလေကြောင်းတိုက်ခိုက်မှုမှာကလေးငယ်12ဦးအပါအဝင်သေဆုံးသူ80နီးပါးနဲ့ဒဏ်ရာရသူ130ကျော်ရှိခဲ့ပါတယ်။ကိုသူရသတင်းပေးပို့ခဲ့တာပါသောတာရှင်များရှင်အိမ်ချမ်းမြေအဆောက်အုံတိုက်ခန်းရင်အယောင်းဝယ်လုပ်တဲ့အခါအမျက်စွန်းတန်ဖိုးရဲ့10%ကိုစက်တင်ဘာလကစပြီးရောင်းသူဘက်ကအခွန်အတိအကျပေးဆောင်ရမယ်လို့ပြည်ရင်းခွန်ဦးစီးဌာနကထုတ်ပြန်ပါတယ်အဲ့ဒီလိုရောင်းသူဘက်ကအခွန်ဆောင်ထားကြောင်းပြသနိုင်မှသာဝယ်ယူသူကမှတ်ပုံတင်အမည်ပြောင်းလျှောက်ထားခွင့်ရှိမှလည်းဖြစ်ပါတယ်မတ်သူစာလင်းကပြောပြမှာပါအိမ်ချမ်းမြေတိုက်ခန်းတွေရောင်းဝယ်တဲ့အခါရောင်းသူဝယ်သူနှစ်ဖက်စလုံးအခွန်ဆောင်ဖို့ဆိုတာအရင်ကတည်းကသတ်မှတ်ထားတာပါဒါပေမဲ့လက်ရှိအရောင်းဝယ်တွေမှာရောင်းသူကသက်ဆိုင်ရာအခွန်ရုံးတွေနဲ့ညှိနှိုင်းပြီးလုပ်နေကြတဲ့အတွက်မူရင်းတန်ဖိုးအတိုင်းအခွန်ပေးဆောင်ကြမလို့ပဲအခွန်ရှောင်နေကြတာဖြစ်တယ်လို့အိမ်ချမ်းမြေအတိုင်းဝိုင်းကပြောပါတယ်ဒါကြောင့်စက်တင်ဘာလ1ရက်နေ့ကစပြီးနှစ်အတွင်းမှာအိမ်ချမ်းမြေအဆောက်အုံတိုက်ခန်းရောင်းချသူတွေဟာမူလတန်ဖိုးကနေကာလပေါက်ဈေးတန်ဖိုးနဲ့အရောင်းဝယ်လုပ်တဲ့အခါအမျက်ငွေက300နဲ့အထက်ဈေးရမယ်ဆိုရင်ရရှိတဲ့အမျက်ငွေတန်ဖိုးရဲ့10%ကိုရောင်းသူကရောင်းကုန်ကိုအတိအကျပေးဆောင်ရတော့မှာဖြစ်ပါတယ်။ရောင်းကုန်ကိုလည်းရောင်းဝယ်လုပ်ပြီးတစ်လအတွင်းမှာပေးဆောင်ရမှာဖြစ်ပြီးရောင်းသူဝယ်သူနှစ်ဖက်စလုံးရဲ့အခွန်ချက်လန်ပြသနိုင်မှသာဝယ်သူကအမည်ပြောင်းမှတ်ပုံတင်လျှောက်ထားခွင့်ရရှိတော့မှာကဘလို့သဘောတက်ရောက်စေတာလဲ။အိမ်ချမ်းမြေအရေးကျွမ်းကျင်သူရှင်းပြတာကလက်ချလို့မရတော့ဘဲနဲ့ရောင်းသူကအဲ့ဒီမျက်ခေါ်ဆောင်တာရဲ့ဝယ်သူကဝယ်ခေါ်ဆောင်ထားတဲ့ချက်လန်ရဲ့အဲ့နှစ်ခုစလုံးပြမှာမှတ်ပုံတင်စာချုပ်ချုပ်လို့ရမှာဒီစိတ်ကောင်းထုတ်ရုံနဲ့မကောင်းအဲ့ချက်လန်မှာပြရမယ်
ဆိုတဲ့အတွက်အခွန်ရုံးမှာညှိနှိုင်းတဲ့ကိစ္စကြီးလည်းလုပ်ဆရာမလို့ပဲနဲ့တကယ်သူဆောင်ရမယ့်300တို့300တလုံးကိုရောင်းကုန်ဆောင်ရမှာအဲ့လိုဖြစ်သွား အိမ်ချမ်းမြေရောင်းဝယ်တွေဟာလက်ရှိမြေပြင်ကာလပေါက်ဈေးနဲ့တန်မိုးကွာဟနေတာကြောင့်အခွန်ကိုပြန်လည်စည်းကြပ်ဖို့ရန်ကုန်တိုင်းအစိုးရအဖွဲ့ကအစည်းအဝေးလုပ်ထားပါတယ်အခုလိုရောင်းသူကပါအမျက်ခွန်တန်မိုးကိုအခွန်ပေးဆောင်ကြရတော့မယ်ဆိုရင်ဘလို့တက်ရောက်မှုတွေရှိလာနိုင်ပါသလဲဒလမျိုးနယ်အိမ်ချမ်းမြေအသင်းဥက္ကဋ္ဌဦးတန်းထွန်းပြောတာက တရားမဝင်လုပ်တဲ့လူတွေအတွက်ကတော့ထိခိုက်နိုင်တယ်ဒီစရာဆိုရစနစ်ရလိုက်ပြီးတော့မှကရန်အနီပေါင်းကိစ္စတွေပေါ့နော်မဖောက်ဖက်နဲ့ထားတဲ့ဟာတွေမပြောင်းမထားတဲ့ဟာတွေသိစက်လေးတယ်ဆိုလို့ရှိရင်တော့ဝေရောင်းကစားတဲ့လူတွေလည်းထိခိုက်တာတယောက်တည်းနဲ့အများကြီးအကွက်30 40အဲဒီကုံဘက်တွေမှာကိုပြင်းထန်တာရှိတယ်ဒလဘက်တွေမှာလည်းပြင်းထန်တာရှိတယ်အဲဒီလူတွေကြတော့ဒီဝေခွေရလန်းကိုတရားဝင်တရားရလာတယ်ဆိုတော့သိစိတ်လိုက်တယ်ဆိုတော့တို့အခက်အခဲတွေအများကြီးဖြစ်မှာသိကြတယ်ငွေကြေးကြွယ်ဝသူတွေဟာထုတ်ကုန်လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမဲ့စာအိမ်ချမ်းမြေနဲ့ရွှေဈေးကွက်တွေမှာဈေးကစားနေကြတယ်လို့ဦးမင်းအောင်လှိုင်ရဲ့အစိုးရတည်ရက်တရာစီမံချက်မိန့်ခွန်းမှာပြောထားပါတယ်ငွေကြေးမဖောင်းပွားဖို့နိုင်ငံတော်အခွန်ငွေတိုးဖို့နဲ့အဂတိတွေမဖြစ်စေဖို့အိုးရင်ပိုင်ဆိုင်မှုအပေါ်မှာကောက်ခံတဲ့အခွန် National Property Tax Law ပြသနိုင်ဖို့စ조사မယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ကြီးကဩဂုတ်လ1ရက်နေ့ကလွှတ်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်ရန်ကုန်အိမ်ချမ်းမြေဈေးတွေဟာအရှိတောင်အာရှမှာဈေးအကြီးဆုံးဖြစ်နေပြီးလူလက်တန်းစားတွေတောင်လိုက်မမီတော့တဲ့ဈေးတွေဖြစ်နေပါတယ်ရှင်မတူစာလင်းသတင်းပေးပို့ခဲ့တာပါသောတာရှင်များရှင်စကိုင်းနဲ့အေယာရီတိုင်းတွေကရေဘေးသင့်ဒေသတွေမှာရေကြီးရေရှမ်းမှုတွေကြောင့်လူတွေအပြင်စိုက်ပျိုးမွေးမြူရေးအတွက်အဓိကအားထားရတဲ့ကျွဲနွားသိမ်းဆုံးမှုတွေရှိခဲ့ပါတယ်ရေကြီးမှုရဲ့နောက်ဆက်တွဲအဲဒီကအခြေအနေတွေအကြောင်းမတ်သင်းတွေကပြောပြမှာပါစိုက်ပျိုးရေးနဲ့ဆန္ဒရိက္ခာအတွက်မွေးမြူထားကြတဲ့ကြက်ဝက်တွေလည်းထိဆုံးတာတွေရှိခဲ့ပါတယ်။နွားဝက်စိတ်တွေကိုကုညီကယ်ဆယ်တာတွေရှိပေမဲ့တချို့ကတော့ရေစီးနဲ့မျောပါပြီးရင်းနစ်ထိဆုံးတာတွေလည်းရှိပါတယ်။စကိုင်းတိုင်းစံတစ်ရွာတရာထဲမှာတင်တလိမ့်ဆန်တွေထိခိုက်ထိဆုံးမှုများတယ်လို့စံတစ်ရွာဒေသခံပြောတာကနွားရေကူးဖို့ဟာမလွယ်တော့ဖြစ်သွားတယ်။အဲ့ဒါမျိုးဖြစ်တော့ကြတော့နွားတွေကူးရတာဆက်လေကြီးနဲ့ဆွဲရေပြင်ကလည်းကူးရတာတမိုင်လောက်ကိုနွားတွေကူးရတာလေမထောင်မိရဲ့ရေပြင်ဟိုရွှေချိန်ကြောင်းချိန်မရဘူးပေါ့ဗျာ။ကျွန်တော်တို့ဒီရေကူးရင်မကူးနိုင်လို့မျောပါသွားတာနွား9កောင်လောက်ရှိတယ်ဗျ။ကျန်တာတွေကတော့9မိုင်10မိုင်လောက်ဝေးတဲ့နေရာတွေကနေပြီးတော့ခုရေကျသွားတော့ပြန်တွေ့တာလေးရှိတယ်ဗျ။စနစ်ရွာနဲ့အနီးနားရွာတွေကလည်းတလိမ့်ဆန်တွေထိခိုက်ထိဆုံးတာတွေရှိပြီးလက်ရှိမှာရွာနီးချင်းဆက်တွယ်လို့မရတဲ့အခြေအနေလို့ပြောပါတယ်။စကိုင်းရင်ကြီးမှုမှာခိုင်းနွားတွေအပြင်ကြက်ဝက်ဆုံးရှုံးမှုတွေရှိပေမဲ့စည်ရင်အတိအကျမရှိသေးသလိုတလိမ့်ဆန်တွေအတွက်ကာကွယ်ဆေးလိုအပ်ချက်တွေလည်းရှိတယ်လို့စကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ဝင်ကြီးဦးတိုးဝေအောင်ကပြောပါတယ်။တခါစစ်တပ်နယ်မြေထိန်းထားတဲ့ARDတိုင်းလေးမျက်နှာရေဘေးမှာတော့ကျွမ်းနွားတွေကိုကူညီကယ်ဆယ်တာကာကွယ်ဆေးတွေအတွက်အာဏာပိုင်တွေကလုပ်ပေးနေပါတယ်။ကြံငင်းမြို့နယ်မှာရှိတဲ့တလိမ့်ဆန်လေးတွေကိုတော့ဩဂတ်လ4ရက်နေ့ကနေဆေးစတင်ကုသပေးနေပြီးတော့နွားတွေကိုတော့အေးမိယောဂါနဲ့အားနည်းယောဂါတွေတွေ့ရှိရတယ်လို့ကြံငင်းမြို့နယ်မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဝင်းကိုကပြောပါတယ်။အကောင်90ဦးတော့ကျွန်တော်တို့ပပုတ်လက်ပုတ်ကာဝယ်ပြီးခိုးပြီးပေါ့နော်။ကျန်တဲ့သေးရမှာကြီးရဲ့ website ပေါ့နော်။အဲ့ဒီကောင်တွေကိုကြတော့ကျွန်တော်ကုသရေးတွေကုသပေးတယ်ပေါ့နော်။ဘာဆိုလို့ရှိရင်တော့185ကောင်ပေါ့နော်။ဝက်ဆိုလို့ရှိရင်တော့ကောင်365ကောင်လောက်ရှိပါတယ်။စိတ်ဆိုရင်တော့150လောက်ရှိပါတယ်။အစာချတော့သူကဘာတွေ့ရလဲဆိုအားနေတဲ့ယောဂါတွေပေါ့။ဒီကတော့ကျွန်တော်ယောဂါပိုင်းနဲ့တွေ့ရတာတော့အနီမီယာပေါ့။အနီမီယာဆိုတာအားနေတဲ့ယောဂါ။နောက်ပြီးတော့ဘာတွေ့ရလဲဆိုအေးမီယောဂါပေါ့။စကိုင်းတိုင်းဒေသကြီးအညာဘက်မှာတော့တဖန်းစိတ်ဆယ်ရီကြောင့်မူးမြစ်ရေတက်လာပြီးရွာဆယ်နဲ့ကြီးရေဘေးတင်ချိန်ချိုးကတော့လူအလွတ်ယုံရတာမျိုးတွေရှိသလိုတချို့ကလည်းနွားတွေကိုအမိအယဆွဲခေါ်ရင်းနွားချေကျိုးတာရေမျောတာတွေရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒဏ်ရာရထားတဲ့နွားတွေကိုရှော့ဈေးတွေနဲ့ရောင်းရတာမျိုးတွေရှိတယ်လို့ခင်ဦးနယ်ဘက်ကပြောပါတယ်။ရေဘေးကြောင့်လူတွေလည်းဒုက္ခရောက်နေချိန်မှာလူတွေကယ်မှလူတွေကျွေးမှစားရတဲ့ကျဲနွားဝက်စိတ်တွေအတွက်လည်းလက်ရှိမှာအစားအစာခဲမှုတွေလည်းရှိနေတာဖြစ်ပါတယ်ရှင်။